34ကမှာညက်ခက်ဆောင်ရင်ဘယ်တော့ကုန်မလဲဆိုတာသိချင်ဆက်ကြည့်လို့ရပါတယ်ခင်ဗျာအရှိရက်တုန်းကကျွန်တော်ဒီငခက်ပေ60ပေမြေပေါ်မှာစောင့်ရင်ကုန်မဲ့ငခက်ခွဲစောင့်ရင်ကုန်မဲ့ကုန်ကြခေကြီးအကြောင်းဗီဒီယိုလေးလုပ်လိုက်တယ်ပေါ့နော်အဲ့မှာ comment မှာကမိတာက34ပေ45ပေ34ပေ42ပေလို့30 40လို့ဒါမျိုးလေးမိကြတယ်ပေါ့နော်မိကြတော့ကြတော့ကျွန်တော်တို့အခု34ပေ40လို့ပါလို့မိကြတဲ့လူတွေနဲ့အနည်းဆက်ဆုံးတူတဲ့ရက်ထက်အကောက်လေးတစ်ခုကုန်ကြခိတ်ကြီးအသေးစိတ်တွက်ထားရှိပါတယ်ကျွန်တော်တို့ကနောက်ပိုင်းကျတော့ကပေပတ်တဲ့ဈေးငုံနေနဲ့အလုံးလုံးလို့ရတာမဟုတ်တော့ရဲ့အတွက်အနည်းဆက်ဆုံးတူတဲ့ဈေးလေးတွေကိုပြောပေးနေတာဖြစ်ပါတယ်ခင်ဗျာအခုကတော့34ပေပတ်တဲ့ရက်ထက်ပေါ့နော်အကောက်ဦးလေးရက်ထက်အကောက်ဦးလေးဆိုရင်ဘယ်တော့ကုန်မလဲဆိုတာကျွန်တော်တို့အသေးစိတ်လေးဒီမှာတွက်ထားရှိပါတယ်အသေးစိတ်ဆိုတာဒီနောက်မှာတော့သူကဒီကေဘယ်တော့ခွာဖြစ်တယ်ဆိုတဲ့စာရွက်လေးရှိရပါတော့ဒါတော့ဒီနေ့ update လေးနဲ့တွက်ထားတာဒီနေ့ပငရက်နေကုန်ဆိုရင်900ပိုင်းပေါ့နော်900ပိုင်း2026ရင်းနှုန်းလေးပေါ့ခင်ဗျာဒီကောင်လေးကကြတော့34ပေပတ်လေနှစ်ခက်34ပေပတ်လေနှစ်ခက်အကောက်ဦးလေးကျွန်တော်တို့လက်ရှိတက်ဦးမှာစောင့်နေရပြီပေါ့နော်ဒါလေးပေါ့ဒီကောင်လေးကဒီဒီဇိုင်းလေးကမယ်ဒီဇိုင်းလေးရှိရယ်အကြီးကတော့အကောက်ဦးကတော့ဆောက်ပြီးသွားပြီအကျန်းငယ်ပြီးသွားပြီပေါ့နော်ဒါလေးပေါ့ဒါလေးအကျန်းငယ်ဆောက်ပြီးသွားပြီတော့34ပေပတ်လေနှစ်ခက်လေးခင်ဗျာနှစ်ခက်လေးဒါလေးဆိုတော့ဒီကောင်လေးဆိုရင်ကျွန်တော်တို့ကခက်မှန်းကြီးပေါ့နော်အဲ့ဒီကောင်ကကျွန်တော်တို့ဘယ်လောက်နဲ့အလုပ်လုပ်ခဲ့အောင်ဆိုတော့3000နဲ့အလုပ်လုပ်ခဲ့တာ3000ပေါ့နော်ဒါပေမဲ့အခုဂိမ်းလုံးနဲ့ဆိုရင်တော့2920လောက်ကြာတယ်ဆိုတော့3000နီးပါးဖြစ်သွားတယ်1000လောက်တက်သွားတယ်ဒီကောင်ကဘယ်ချိန်လောက်ကလုံးဆိုတော့ဒီကောင်လောက်ကြလုပ်တဲ့အချိန်နဲ့အခုနဲ့ဆိုရင်တော့နည်းနည်းကြားထဲမှာ6လတော့ကွာသွားပြီ6လ9လတော့ကွာသွားပြီအခုအကျန်းနဲ့ပြီးကျွန်တော်တို့ကချောရယ်ဝင်တော့မှာဆိုတော့ကြတော့ဒီကောင်လေးကအခုဂျားရဲ့6လလောက်ပြင်မှာ3000လောက်တက်သွားတဲ့သဘောလေးရှိပါတယ်34ပေပတ်လေနှစ်ခက်လေးဆိုရင် maybe RC နဲ့ပေါ့နော်ကျွန်တော် RC နဲ့ combine footing တွေပါတယ်ရိုးရိုး single footing iso footing တွေပါတယ်ပေါ့နော် iso structure ဒီသူ့ရဲ့ structure အတိုင်းလေးဆိုရင်လည်းကြပါအောင်ခင်ဗျာသူ့ရဲ့ structure အတိုင်းလေးဆိုရင်လည်းဒီလိုပေါ့နော်ဒီဘက်ကိမှာဆိုရင်တော့ single footing တွေကနေရာလုံးလုံးလောက်ရှိရဆိုတော့ single footing တွေဖြစ်ပြီးတော့အလဲမှာတော့ combine footing တွေပါတယ်ပေါ့နော်ဒီအကောင်ကြီးကဆိုတော့ကြတော့အဲ့ဟာလေးနဲ့တွက်တာစုစုပေါင်း2900လောက်ရှိတယ်တကယ်လို့ကိုယ်နေရာကျင်းနေဘေးမှာမြေမကြံဘူးဆိုရင်ပိုကြနိုင်ပါတယ်ခင်ဗျာတကယ်လို့ကိုယ်နေရာကျဲတယ်ဆိုရင်တော့ဒီတော့ဝင်းချင်မှာရပါလိမ့်မယ်ကိုယ်နေရာ30 40အတိလောက်ပဲရှိတယ်ဆိုရင်တော့ဒီကောင်လေးတွေကပို့ပြီးတော့အကျုံလာနိုင်ပါတယ်ဆိုတော့အနည်းဆုံးအနေနဲ့ဒီဟာနဲ့ခက်မှန်းလို့ရတာဆိုရင်ပေ30 40မြေပေါ်မှာစောင့်မယ်28ပေ35ပေလောက်အဆောက်အဦကြီးဆိုရင်တိတ်မကွာဘူးပြီးရင်30 40တချို့ကြတော့အခုကျွန်တော် comment မှာမေးကြတာဆိုရင်လည်းဘာရှိရောဆိုရင်30နဲ့မှပေ30 36ပေလို့မေးရရှိတယ်28 36လို့မေးရရှိတယ်ပြီးတော့ကြတော့34ပေ36ပေလို့မေးရရှိတယ်အနည်းကဆုံးဒီပတ်ဝန်းကျင်အဆောက်အဦ shape လေးတွေကတော့ဒီလောက်ဝန်းကျင်ကအများဆုံးကုန်နေပါတယ်3000ဝန်းကျင်လို့ပြောလို့ရပါတယ်ခင်ဗျာထပ်ပြီးသိချင်တာလေးရှိရင်လည်းမေးခဲ့ပါခင်ဗျာကျွန်တော်တို့အနည်းကဆုံးကျွန်တော်တို့ခုလက်ရှိတီးဆောက်နေရလို့4060 ski structure ရှိတယ်4060 RC ရှိတယ်နှစ်ခက်ခွဲကြီးပေါ့နော်ပြီးရင်ကျွန်တော်တို့ ski structure 30 40ရှိတယ် ski structure လေးငယ်ကျွန်တော်မေးခါတွေ့တယ်ကျွန်တော်ဖြည့်ပေးပါမယ်နော်ပြီးရင်နောက်တစ်ခုကကျွန်တော် hotel အဆောက်အဦ ski structure ရှိတယ်ကိုကောင်မျိုးဆက်ရုံအဆောက်အဦ ski structure ရှိတယ်ကုန်ကြဂိတ်တွေကအဲ့ကျွန်တော်တို့လုပ်နေတဲ့ဟာဒီမှာဒီကေးတွက်ခါဖြစ်ခဲ့အတွက်အဲ့ဒီကေးကုန်ကြဂိတ်တွေနဲ့ချိန်ပြီးတော့ပြောလို့ရတာဖြစ်ခဲ့အတွက်အရင်ကွာဟာမှုရှိမှာမဟုတ်ဘူးကျွန်တော်တို့တပေပတ်ကလေးနဲ့တော့အလုံးလုံးလို့မရတော့ဘူးเนาะဒီနောက်ပိုင်းကနိုင်ငံခံနေပါဖြစ်ခဲ့တဲ့အတွက်တနေရာနဲ့နေရာမှာမြေနေထားပြီးတော့ကြတော့ဒီထည့်ရမယ့် structure အနေထားသုံးရမယ့်အဆောက်အဦရဲ့သုံးပြတဲ့ပုံပေါ်မူတည်ပြီးတော့ထည့်ရမယ့် structure အနေထားတွေမတူတာဖြစ်ခဲ့တဲ့အတွက်တပေပတ်ငယ်ခင်းလုံးနဲ့တော့ကျွန်တော်တို့ဂိတ်တွက်လို့မရဘူးဈေးမှန်းလို့မရပါဘူးခင်ဗျာဆိုတော့ပြီးရင်တော့ကျွန်တော်တို့မေးခဲ့လို့ရပါတယ်ဖြည့်ပေးပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်